ဝယ်ယူပုံစုလေးလုပ်ပြမှာပဲဖြစ်ပါတယ်ဒီထဲမှာပါဝင်တဲ့ ingredient တွေကတော့တရုတ်စီးသီးကြက်သွန်ဖြူချင်းကိုကြီးဘေးရီမုံလာဦးမီတို့ပဲဖြစ်ပါတယ်ကြည့်ရှုသူများကကြိုက်တဲ့သီးနှံလေးတွေထည့်လို့ရပါတယ်ပြီးရင်ပန်းရောင်စားလေးတွေသုံးပါမယ်ရိုးရိုးစားမသုံးပါဘူးရှင်ပန်းရောင်စားကကျမကြီးအတွက်ပို့ပြီးတော့ကောင်းစေလို့ပါငပြားကြီးလုံးဝမသုံးပါဘူးရှင်ဒါတွေကိုရောသမားမှွေပြီးတော့မှမီအေးအေးလေးနဲ့နိုင်အတော်ကြာအောင်လို့ကျမပြုတ်ထားမှာပဲဖြစ်ပါတယ်ဒီဟာလေးတွေတဖြည်းဖြည်းနဲ့အရွယ်လေးတွေလည်းနူးပြီးပြီးတော့မှဒီဝယ်ယူထဲမှာရှိတဲ့ collagen ဓာတ်တွေကလည်းတဖြည်းထွက်လာပြီးတော့မှတော်တော်လေးကိုဒီလိုမျိုးအနေထားမျိုးလေးဖြစ်ပြီးဆိုလို့ရှိရင်တော့ကျမကဒါတွေကိုစစ်ပြီးတော့မှအယိုးလေးတွေကိုတော့တရိတ်ဆန်လေးကိုကျွေးလိုက်ပါတယ်နောက်ဆုံးမှာတော့ဒီလိုမျိုးကြောက်ကြောလိုမျိုးလေးနှစ်ထပ်